မန္တလေးမြို့ရဲ့ຫນွေလယ်ကောင်နေအောင်ကြီးကမြေစိုက်တဲလေးရဲ့တွမိုးပေါက်တွေကြားကနေအညိုတကြီးထိုးဖောက်ဝင်ရောက်နေပါတယ်။ချွေးနှက်နဲ့ဖုံနှက်တွေရောရှက်နေတဲ့ထိုတဲငယ်လေးထဲမှာတော့အသက်ရှူတန်ပြင်းပြင်းတွေကပဲ့တင်ထက်နေတယ်။ကိုမိုးတယောက်တဲအပြင်မှာဟိုလျှောက်ဒီလျှောက်နဲ့စိုးရိမ်တကြီးဖြစ်နေပါတယ်။သူ့လက်ထဲမှာတော့သုံးမိသားရေတန့်ဘူးခွန်လေးကိုအตาအရာစုပ်ကင်ထားတဲ့စောက်လုပ်ရေးလုပ်ငန်းခွင်မှာနေစားအလုပ်ကျန်းလုပ်ကင်ရတဲ့သူ့ရဲ့ကြမ်းတမ်းတဲ့လက်အစုံဟာအခုတော့တုံရင်နေရှာတယ်။သူ့ဇနီးမမေကတော့တဲထဲကဝါကတ်ဟောင်းပေါ်မှာအားရင်ကုန်ခန်းစွာလှဲလျောင်းရင်းဝေဒနာကိုအန်ကျိတ်ခံနေရတယ်သူတို့မှဆေးရုံသွားဖို့ပြည့်စုံတဲ့ငွေကြေးမရှိသလိုအားကိုးစရာဆွေမျိုးညာတကာလည်းမန္တလေးမှာမရှိကြဘူးဘေးအိမ်ကဝိုင်းကူပေးတဲ့လက်တေတော်ကြီးရဲ့ညှို့မိမေအားတင်ထားဦးဆိုတဲ့အားပေးတန်ကပဲသူတို့ရဲ့တခုလေးသောမျှော်လင့်ချက်နာရီတော်ကြာဝေဒနာကိုလူးလိတ်ခံစားပြီးနောက်မှာတော့တလောကလုံးကိုတိတ်ဆိတ်သွားစေမဲ့ငိုတန်ဆူးဆူးလေးတစ်ချက်ပေါ်ထွက်လာခဲ့ပါတယ်ယောက်ျားလေးဟိတ်ကိုမိုးမင်းသားလေးရပြီလို့လက်တေတော်ကြီးကအော်ပြောလိုက်တဲ့အချိန်မှာကိုမိုးရဲ့မျက်ဝန်းမှာမျက်ရည်တွေဝဲတက်လာပါတယ်။အဲ့ဒီပျော်ရွှင်မှုဟာခဏတာပါပဲချက်ကျိုးဖြတ်ပြီးလို့ကလေးကိုအဝတ်စုပ်လေးနဲ့ပတ်ထားရချိန်မှာကလေးငယ်ဟာနှုတ်စာလို့ငိုနေပေမဲ့မိခင်ဖြစ်သူမမေမာတော့သားလေးကိုတိုက်ကျွေးဖို့နှုတ်ရည်မထွက်နိုင်ရှာဘူးမိဘခါနီးအထိအာဟာရပြည့်အောင်မစားခဲ့ရတဲ့တန်ကအခုတော့မိခင်ရောကလေးကိုပါနှိပ်စက်နေပါပြီ။ကိုဘကျော်ကလေးကိုပွေ့ချီလိုက်တဲ့အခါသူ့ရင်ထဲမှာနင့်ကနေဖြစ်သွားရတယ်ငါသားလေးမင်းဟာစင်းရဲသားအိမ်မှာလာမွေးတာကန်ဆိုးတာပဲလားငါတို့ကပဲမင်းကိုမွေးကျွေးနိုင်စွမ်းမရှိတာလားလို့ကိုဘကျော်တိုးတိုးလေးရေရွရင်းသားလေးရဲ့နဖူးကိုနမ်းလိုက်မိပါတယ်သားလေးရဲ့အမည်ကိုမောင်စောလို့မှဲ့ခေါ်လိုက်ကြပေမဲ့အနာဂတ်ဆိုတဲ့အလင်းရောင်ကတော့အဲ့ဒီမြေဆိုင်တဲလေးထဲမှာဝေဝါးလို့နေသေးပါပဲအပိုင်းနှစ်မှာဘာတွေဆက်ဖြစ်မလဲစောင့်မျှော်အားပေးကြပါဦး